Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ယွန်းကဆာကူရာမြို့ထဲမှာရေကြီးနေရလေးကိုစော့ပြမှာပဲဖြစ်ပါတယ်ဟဲ့ဒီနေ့မိုးကလည်းရွာလိုက်တာ Okay မိုးတွေကအရန်ကြီးနေတာပဲဒီနေ့ငါတို့ဆာကူရာမြို့ထဲမှာမိုးတွေကဘာလို့တောင်ကြီးနေရလဲမသိအပြင်လေးထွက်ကြည့်လိုက်အောင်ပါလေညောင်လေးလာမိဒီပါနင့်ငါဘယ်လိုနာမည်ပေးကောင်းလာမိဖြူရေလာမိဖြူမုံမိမယ်ဒီနေ့ကျမတို့ရဲ့မြို့ထဲမှာမိုးတွေအရန်သေးနေရပဲဟုတ်တော့မိုးတွေရန်သေးနေရဲ့ဘယ်သူမှလမ်းမှာတော့ဘယ်သူမှမရှိကြဘူးโอเคဒါဆိုရင်တော့ငါအိမ်ထဲပဲဝင်လိုက်ပါတော့မယ်ငါလည်းအိမ်ထဲမှာပဲအေးဆေးနေလိုက်တော့မယ်မိုးကအရင်ရွာနေတာဆိုတော့ကြောင်လေးနေစင်းတော့နော်မိုးရွာနေတာဆိုတော့ငါလည်းကော်ဖီလေးတစ်ခွက်လောက်ပြုတ်လောက်လိုက်အောင်ပါလေโอเคဒီမှာကော်ဖီရပြီဒါပဲโอเคမိုးကလည်းအေးနေတာဆိုတော့ငါကော်ဖီလေးပဲတောက်လိုက်ပါတော့မယ်โอเคကော်ဖီလည်းတောက်ပြီးပြီဆိုတော့ခဏတော့သွားအိတ်လိုက်ပါအောင်မယ်မိုးအေးလေးနဲ့ဆိုတော့အိတ်လိုကောင်းမှတေးကြတယ်โอเคအိတ်လိုကောင်းလိုက်တာဟမ်ဘာကြီးလဲရေတက်လာလား Oh my god သွားပါပြီငါတို့ဆာကူရာမြို့ရေကြီးနေပြီပဲငါရဲ့ကြောင်လေးလာOh my god ငါတို့ဆာကူရာမြို့ကြီးတကယ်ကြီးရေကြီးနေပြီလားကြီးကြပါအောင်ပြူရတော့ရေရောဆာကူရာမြို့ကြီးရေတဖြည်းဖြည်းနဲ့တက်လာပြီ Oh my god သွားပါပြီတော်တော်အားမှာပါလေဆာကူရာမြို့ကြည့်ပါအောင်ရေရရုံးရဲ့ဘယ်ရင်းချအောင်ရှိတယ်โอเคမိုးတွေကလည်းမတိတ်သွားသေးဘူးမောင်မိုးတွေကမဲတူးလာပဲရွာတာဟေးမဝါဒီမှာမနေနဲ့နော်တိုက်မင်းမှာမြင်သွားနေတော့ဒီမှာရေတက်လာနေပြီပြီလားโอเคမတ်ချယ်ရီဆိုင်မတ်ချယ်ရီဆိုင်မဟုတ်ဘူးသူကစူပါမားကတ်ဆိုင်ကြီးပေါ့နော်โอเคစူပါမားကတ်ဆိုင်ရောတစ်ချက်ဝင်ကြည့်အောင်Oh my god စူပါမားကတ်ဆိုင်မှာဒီမှာအစားအစာတွေရင်းနစ်ကုန်ပြီဒီမှာရှူရှီထမင်းလိတ်တွေဘာရင်းနစ်ကုန်ပြီပေါ့နော် Okay Oh my god ရုံးကြည့်ပါအောင်ရုံးစားကွာမြို့ကြီးရုံးလို့တကြောကမြေနေဒေတာဆိုတော့လေတည်ရမှာလားရေဖုံးလွှမ်းသွား Oh my god ရေကြီးနေပြီလောက်ကြပါအောင်ကဲကြပါအောင်ကျွန်တော်ဆာကူရာမျိုးရေကြီးနေပြီပြောဒီမှာ cherry ကတ်စားတော့စား Oh my god cherry ကတ်စားတော့ဆိုင်လေရေကြီးနေပြီ။အော်ရေကြီးပါတယ်ဆိုမှဒီကွဲကစားတော့ဆိုင်မှာလာချင်းတွေ့နေစိတ်တုံတော့တကယ်။ဝါမယ်တကယ်တော့အမရေအိမ်ပြန်တော့နော်။ရေကြီးနေပြီ။ Oh my god ဒါဘာနေရလဲ။အော်ဒါ office ဒါရုံးခန်းလားမသိဟုတ်တယ်။ Okay ဒီမှာလည်းရေကြီးနေပြီငါဘယ်ရောက်လာငါအိမ်ရောက်မှမရောက်ရေကြီးတော့အိမ်နေရတော့ရုံးမှမရောက်ခဏမှဒီအိမ်ရှိရနေနေတာပါโอเคဒါငါအိမ်ဟုတ်နေတာဟောရေကြီးတော့အိမ်အောင်မှမရောက်ရုံးအိမ်တော့ပြန်ရောက်လာပြီနော်โอเคရေရင်အဆက်မပြတ်တက်နေတော့မယ် Oh my god ရေရဲဘာလို့တောင်တားရတာလဲ
ဟဲ့ကြောင်းနေမစင်းနဲ့လို့နေရေနစ်သွားလိုက်မယ်တိလားငါပေါ်မှာပဲနေအော်ဒီမှာဒါငါဆိုင်တယ်အော်ငါကားလေးရေမြုပ်သွားပြီတော့မလေးသွားပါပြီငါတို့စာကူလာတစ်မျိုးလုံးရေတွေမြုပ်ကုန်ပြီပဲဘယ်လိုနေရတော့မှာလဲမကြည့်ပါအောင်ရုံးပြမယ်ရုံးပြမယ်ရုံးရဲ့အိမ်ရတွေလည်းဒီမှာကြည့်အောင်ရေတွေမြုပ်ကုန်ပြီအဲ့တော့ရုံးကဖေနာသွားအိမ်ရမယ်ဒုက္ခတဲ့စခန်းသွားမှရတော့မယ် Oh my god စာကူလာမျိုးရေမြုပ်နေပြီကဲကြပါအောင်ကဲရုံးရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရုံးဒီနေ့စာကူလာစကူးထဲမှာရေကြီးရဲ့အနေနဲ့ဆောပြခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းကြီးကကျေးဇူးတင်ပါတယ်ဒီဟာလေးကရုံးညီမလေးရဲ့ channel လေးပေါ့နော်သူ့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးကြပါအောင်ကြည့်ရှုပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye